ဒီနေ့မှာတော့ဇက်တော်လေးတစ်ပုတ်ကိုအတူတူလေ့လာကြည့်ကြရအောင်ပါဒီဇက်တော်ထဲမှာကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာစင်ရဲ့ဒုက္ခတွေရဲ့သဘောတဘာဝကိုထိုးထွင်းသိမြင်စေမဲ့နတ်နဲတဲ့သင်ငယ်စာတစ်ပုတ်ပါဝင်နေလက် အဖြစ်မှာဘာတန်ရာမှမရှိပဲနဲ့ရင်ထဲမှာဆူဆူနဲ့နားကျင်နေတာမျိုးဂျုံဖူးကြမှာပါအပြင်ဘက်မှာတော့ဘာမှမဖြစ်တယ်လို့ပဲဒါပေမဲ့အတွင်းစိတ်ထဲမှာတော့မီးတောင်တကူပောက်ကွဲနေတယ်လို့ပြင်းပြင်းထန်ထန်ခံစားနေရတာမျိုးပေါ့ ဟုတ်ပြီအဲ့ဒီလိုကိုတိုင်တော့မများတယ်မြားကဘဲကနေရောက်လာတာလေဒီဇက်တော်လေးထဲမှာအဖြေရှိပါတယ်ဇလိုင်းရဲ့အဓိကစက်ကောင်ကတော့တာမန်လူတယောက်မဟုတ်ပါဘူးဖျားလောင်းရက်တဲ့တပါးပါသူဟာကြီးမားတဲ့စီစဉ်ဥစ္စာတွေကိုစွန့်လို့ပြီးနှစ်ပေါင်းများစွာတရားကျင့်ကြံခဲ့လို့စံလွတ်ခေါ်တဲ့အစစ်မြင့်တဲ့စိတ်တည်ငြိမ်မှုမျိုးကိုရရှိထားသူပါပြောရရင်တော့သူဟာငင်းချမ်းခြင်းရဲ့အရှင်တခင်တပါးပါပဲ သူရဲ့နောက်ခံရာဇဝင်ကလည်းမသေးဘူးနော်ကိုရီ80လောက်ချမ်းတာတဲ့မိသားစုကနေဆင်းသက်လာတာဒါပေမဲ့အဲ့ဒီစီးစိမ်တွေအားလုံးကိုစုံပြီးတရားကိုပဲရှာခဲ့တယ်ဟီမဝန်ဒါမှာနှစ်ပေါင်းများစွာကျင့်ကြံခွဲလို့စိတ်ဆွမ်းရင်ကအထွတ်အထိပ်ကိုရောက်နေပြီဒီအချက်ကိုမထားနော်ဘာလို့လဲဆိုတော့ဒီလောက်ငိမ့်ဆန်းနေတဲ့စီတောင်မှတခဏတွင်းမှာဘလို့ပြောင်းပြန်ချစ်သွားနိုင်လဲဆိုတာကိုဇလန်ကပြတော်မှာမို့လို့ပါပဲ ဘာရနာတီတီရှင်မင်းကြီးဆိုတာကောင်းလဲရတဲ့ရငင်းတဲ့အချင်းကအရှင်အဝါကိုမြင်လိုက်တာနဲ့ကြီးညိုလွန်းလွတ်နန်းတို့ဦးညင်သမှာပဲတီတင်းသုံးဖို့ပင့်ဖက်ခဲ့တာပါအဲ့မှာစနေနေ့တီတီမင်းရောမိဖုရားရောကရိုးရိုးသေးသေးလှုပ်ကြွေးပြစုခဲ့ကြတယ် အရာအလုံးအေးချမ်းနေတဲ့အေးရီချေမှာပဲဇလန်းကိုတစ်စစ်ချိုးပြောင်းလဲပြစ်မဲ့အဖြစ်ပြက်လေးတစ်ခုဖြစ်လာပါတယ် ဇလန်ကဒီလိုပါမင်းကြီးကနေစမ်းမပုံကံမှုချီလို့စစ်ထွက်ရတယ်အဲ့ဒီတော့ရတဲ့ကြီးကိုပြုစုဆောင်ရှောက်ဖို့တာဝန်ကမိဖုရားကြီးအပေါ်မှာပဲကြံခဲတော့တာပေါ့ အဲ့ဒီမှာဒီနေ့ကျတော့ရက်တိတ်ကစွမ်းခံကြွလာတာနင်းနေနောက်ကျသွားတယ်မိဖုရားကြီးကလည်းရုတ်တရက်ဆိုတော့လန့်တီးထလိုက်တာချောင်းချောင်းချိချိဝတ်ထားတဲ့ဝေယုံကကိုဘောကနေရှော့ကြပါလိရောဒါပါပဲတကယ်ကိုမတော်တဆဖြစ်သွားတဲ့အခိုက်အတန့်လေးတစ်ခုပါအဲ့ဒီချက်ကလေးကဘလောက်တောင်အစွမ်းထက်တယ်လဲဆိုတာကြည့်လိုက်ပါဦးမတိုင်ခင်ကဇန်အဖိရင်နဲ့ပြေဆုံးပြီးငင်းချမ်းတည်ငြိမ်နေတဲ့ယတိအဲ့ဒီဖြစ်ချက်ပြီးတဲ့နောက်မှာတော့ကြီးစီတာစိတ်တွေကသူ့ကိုလွှမ်းမိုးသွားတယ်နှစ်ပေါင်းများစွာကျင့်ကြံခဲ့သမျှတခိုးတွေအားလုံးတခဏချင်းမှာပျောက်ကွယ်သွားပြီးအစာမစားနိုင်ရေမတောက်နိုင်နဲ့9ရက်လုံးလုံးလဲလျောင်းနေခဲ့ရတော့တာပါပဲတကယ်ကိုကြောက်စရာကောင်းတဲ့ပြောင်းလဲမှုကြီးပါပဲ မင်းကြီးစစ်မြေပြင်ကနေဖျားရောက်လာတဲ့အခါမှာတော့ဥယျာဉ်ထဲကကြောင်းတင်ခန်းလေးထဲမှာပိန်းလီချုံချပြီးနားမကြမ်းချမိတဲ့ရက်သေးကိုတွေးလိုက်ရတယ်အဲ့ဒီမှာတင်ဇလန်ကအထွတ်ထိပ်ကိုရောက်လာပါတော့တယ် မင်းကြီးကဆွေးရနေကြီးနဲ့အရှင်ဖះဘာဖြစ်တာလဲလို့ပြီးတော့ယတိကအရှင်မင်းကြီးတပည့်တော်များထီမှန်ခဲ့ပါတယ်လို့ဖြေတယ်ဒါပေမဲ့မင်းကြီးကယတိရဲ့တကူလုံးကိုရှာကြည့်တော့ဘာတန်ရာမှမတွေ့ဘူးဒါနဲ့အံ့ဩပြီးဘသူကများအရှင်ဖះကိုများနဲ့ပြေးရလဲလို့မိလိုက်တဲ့အချိန်မှာပဲယတိကဒီဇလန်တစ်ခုလုံးရဲ့အသေးဖြစ်တဲ့ဝန်ခံစကားကိုစပြီးပြောပါတော့တယ် သူ့ထီမှန်ခဲ့တဲ့မြားကအပြင်ကလာတာမဟုတ်ဘူးတဲ့ဘယ်ကလာတယ်လဲဆိုတော့ကာမဂုဏ်ကိုကြံစီတဲ့သူ့ရဲ့အတွေးကနေမွေးဖွားလာတာတဲ့အဲ့ဒီအတွေးကိုမှကိုယ်စိတ်ဆိုတဲ့ကြောက်ပြင်းပုံမှာတွေးလိုက်တော့တနာဆိုတဲ့မြားတစင်းဖြစ်လာတာပါပဲတဲ့ပြီးတော့သူကဆက်ပြောတယ်ဒီမြားကလေးနဲ့ပစ်တာမဟုတ်ဘူးအတောင်မှလည်းမပဘူးဒါပေမဲ့ဟလုံးသားကိုတဲတဲထိုးဖောက်ပြီးတကိုယ်လုံးကိုမီးလို့ပူလောင်စေတယ်တဲ့ဒီစကားအရင်အတိတ်ပဲရှိပါတယ်စိတ်ကဖန်တီးလိုက်တဲ့နာကျင်မှုကတကယ်တန်ရာရတာထက်တောင်ပိုပြီးပြင်းထန်နိုင်တယ်ဆိုတာကိုညွှန်ဆိုနေတာပါ နောက်ဆုံးမှာတော့သူကအားလုံးကိုပေါင်းယုံပြီးဝန်ခံလိုက်တယ်ဒဏ်ရာလည်းမမြင်ရဘူးတွေးလည်းမထွက်ဘူးဒါပေမဲ့ဒီစင်ရဒုက္ခအားလုံးကိုဘသူလောက်တာမှမဟုတ်ပဲစိတ်ကိုမဆုံးရှုံမိရဲ့တတိလွတ်သွားတဲ့တခဏလေးအတွဲမှာကိုယ်တိုင်ဖန်တီးမိတာပါတယ်အပြင်ကဘသူကမှသူ့ကိုဒုက္ခမပေးခဲ့ဘူးသူ့ရဲ့အတွဲကပဲသူ့ကိုဒုက္ခပေးခဲ့တာပါအဲ့ဒါကိုပဲစက်တော်မှာတင်ကပ်ပရာကလို့သုံးလုံးထားတာပါဆိုလိုရင်းကတော့ဓမ္မတ်မို့ယာကဆိုတာအပြင်ကယာဝတ္ထုတစ်ခုကိုမြင်လိုက်ုံနေချစ်လာတာမဟုတ်ပဲအဲ့ဒီယာပုံမှာကိုကဘလို့တွင်းတယ်လေဘလို့စီကူးရင်လိုက်တယ်လေဆိုတော့အတွေးနဲ့စတင်ဖြစ်ပေါ်လာတာမျိုးကိုဆိုလိုလာပါအစာပိုင်းမှာပြောခဲ့တဲ့မမြင်ရတဲ့နာကျင်မှုရဲ့အဖြေကဒီနေရာမှာလာပြီးရှင်းတော့လာပါပဲကဲပြဿနာရဲ့အရင်းမြစ်ကိုတီးသွားပြီဆိုတော့အဖြေဘက်ကိုဆက်သွားကြည့်ကြအောင်စင်ရဒုက္ခရဲ့အကြောင်းကိုတီးသွားတာနဲ့အဲ့ဒါကိုကြော်လွှားဖို့ပထမဆုံးခြေလမ်းကိုလှမ်းလိုက်နိုင်ပြီဆိုတဲ့သဘောပါပဲရသေးကြီးကလေပြဿနာကိုတီးပြီးဒီအတိုင်းလက်မိုင်ချမနေခဲ့ပါဘူးပထမဆုံးသူဖြစ်နေတဲ့အတွင်းစိတ်ရဲ့ပฏิပတ်ခါကိုမင်းကြီးကိုရရဲဝဝဖွင့်ဟာဝန်ခံခဲ့တယ်ပြီးတော့တရားပြန်ကျင့်ကြံဖို့တယောက်တည်းနေခွင့်တောင်းတယ်အဲ့ဒီလိုနဲ့သူ့ရဲ့ဆုံးရှုံးသွားတဲ့ဇာန်အဖြစ်ညင်တွေကိုပြန်လေရရှိအောင်စ조사ခဲ့တယ်နောက်ဆုံးမှာတော့ဟိမဝန္တာကိုမပြန်ခင်သူရခဲ့တဲ့ဉာဏ်ပညာတွေကိုမင်းကြီးကိုပြန်လည်ဟောကြားခဲ့ပါတယ်
ဒီနေရာကနေဘာသင်ခန်းစာယူနိုင်လဲဆိုတော့ဘယ်လောက်ပဲကြာရှုံတော့ပါစေအတိတရားနဲ့ပြန်လဲစတင်မယ်ဆိုရင်အောင်မြင်မှုကပြန်ရနိုင်တယ်ဆိုတာပါပဲ ကဲဒီရှေးဟောင်းပုံမြင်လေးကနေရတဲ့သင်ခန်းစာကိုဒီနေ့ခေတ်ကျွန်တော်တို့ရဲ့ဘဝတွေအတွက်ဘယ်လိုအသုံးချနိုင်မလဲဆိုတာနဲ့ဒီ season လေးကိုညီကုန်းချုပ်လိုက်ကြရအောင် ဒီတော့ဒီမများတွေများဇက်တော်ကနေကျွန်တော်တို့ဘာတွေတိလိုက်ရတယ်လဲနံပါတ်1ကျွန်တော်တို့ရဲ့အတွေ့တွေကအရန်စွမ်းအားကြီးတယ်သူကပျော်ရွှင်မှုကိုရောပြင်းထန်တဲ့စိတ်ဆင်းရဲမှုကိုရောဖန်တီးနိုင်တယ်နံပါတ်2ဒုက္ခဆိုတာအပြင်ကအဖြစ်အပျက်တွေကြောင်းဆိုတာထက်အဲ့ဒီအပုံမှာကိုကဘလို့တုံ့ပြန်တယ်လဲဆိုတဲ့အတွင်းစိတ်ကနေအစာဖြူတာများတယ်ဒါကြောင့်တတိတရားဆိုတာစိတ်ကိုစောင့်ရှောက်တဲ့အလေးချင်းပါပဲနောက်ဆုံးအရေးကြီးဆုံးကတော့အတွေးကပြဿနာကိုဖန်တီးနိုင်တယ်ဆိုရင်အဲ့ဒီအတွေးကပဲငြင်းချမှုကိုလည်းပြန်လဲဖန်တီးပြီးနိုင်တယ်ဆိုတာပါပဲရွေးချယ်ခွင့်ကကိုလက်ထဲမှာပဲရှိနေတာပါ ဒီဇက်တော်လေးကနေအားလုံးပဲငြင်းချမှုနဲ့ကောင်းမြတ်တဲ့စိတ်ထားတွေကိုရရှိနိုင်ကြပါစေလို့စန္ဒပြုရင်းတယ်ပဲဒီ season လေးကိုအဆုံးသတ်လိုက်ပါတယ်တတ္တဝအားလုံးချမ်းသာကြပါစေ